ရုပ်ဆိုရကြီးကကျမတို့ရဲ့နာဆာကရဲ့ခြေတော်ရင်းကိုကြားရောက်ခဲ့ရပြီဟုတ်လားတရုတ်ဆိုရကြီးသူတို့လွန်ဆန်လို့မရခဲ့တဲ့အတွက်ကျမတို့ရဲ့ဖခင်ကြီးရဲ့ခြေတော်အစုံကိုရောက်ခဲ့ရပြီကျမတို့ဖခင်ကြီးတောင်းဆိုချက်တွေကိုလိုက်ရောခဲ့ရပြီကျမတို့ဖခင်ကြီးရဲ့ရာဇသန်တွေပြင်းထန်တဲ့ရာဇသန်တွေအောက်မှာအခုပြပြဝတ်တဲ့ဘဝကိုရောက်ခဲ့ရပြီနော်လာရှိုးမျိုးအခြေအနေနဲ့ပတ်သက်ရင်တော့ရခင်ကအန်ယူဂျီဖွဲ့တွေကြွေးကြော်ခဲ့တဲ့ဟာသူတို့ဖွဲ့တွေဒီမှာရှိတာတော့ဟိုဖွဲ့တွေဒီမှာရှိတာတော့ဘာလို့ညာတော့ပေါ့ဗျာဘယ်တွေရောက်သွားကြလဲလွတ်ပါအောင်ဒီအန်ယူဂျီနဲ့ထွက်ပြောပါအောင်လာရှိုးမျိုးကို MMD ကဒီတက်ပလော့ထံပြန်ပေးတာအားလုံးလက်မခံကြအောင်ထွက်ပြောလေဘယ်သူထွက်ပြောမလဲခင်ဗျားပါဇက်တွေဘာတွေပိတ်နေလောက်ပါအောင်ဒီအန်ယူဂျီအဖွဲ့တွေဒီ MNDAA ငါးလုံးကောင်တွေနဲ့တရုတ်ပြည်ဂျားဝင်စိစက်မှုအရာဟုတ်လားရုပ်အစိုးရကြီးကကျမတို့ရဲ့နာဆာကရဲ့ခြေတော်ရင်းကိုကြားရောက်ခဲ့ရပြီဟုတ်လားတရုတ်အစိုးရကြီးသူတို့လွန်ဆန်လို့မရခဲ့တဲ့အတွက်ကျမတို့ရဲ့ဖခင်ကြီးရဲ့ခြေတော်အစုံကိုရောက်ခဲ့ရပြီကျမတို့ဖခင်ကြီးတောင်းဆိုချက်တွေကိုလိုက်ရောခဲ့ရပြီကျမတို့ဖခင်ကြီးရဲ့ရာဇသန်တွေပြင်းထန်တဲ့ရာဇသန်တွေအောက်မှာအခုပြပြဝတ်တဲ့ဘဝကိုရောက်ခဲ့ရပြီနော်ဒီနှစ်ဖက်တွဲဆုံမှုဆွေးနွေးမှုတွေမှာဒီ MNDAA တွေကဒီလာရှုမျိုးပေါ်မှာရှိတဲ့12ရက်ကွက်နဲ့73မှန်တွေကိုကျမတို့အစိုးရကြီးထံနာဇကအစိုးရကြီးထံပြန်လည်လွှဲပြောင်းပေးအပ်ပြီးပါပြီနော်ပြည်ထောင်စုလမ်းမပေါ်မှာရှိတဲ့လမ်းမတစ်လျှောက်မှာရှိတဲ့ဒီမန္တလေးကနေမူဆယ်ကိုထိန်းချုပ်ထားတဲ့မြို့တွေကိုကျမတို့နာဇကအစိုးရတွေကိုပြန်အပ်ရမယ်ဒီလက်နက်ကင်တွေစုပ်ပေးရမယ်နော်ပုတ်ခိုင်သိန်းတီဘောကြောက်မဲနောက်ချိုးစရှိတဲ့မြို့တွေကိုပြန်အပ်ရမယ်လာရှိုးမျိုးမှာရှိတဲ့တချို့သောနေရာတွေဖြန့်ခွဲနေရာတွေမှာယူထားတဲ့ PDF တွေကစစ်ရေးဖော်ဆောင်မှုတွေကိုမဖော်ဆောင်နိုင်ဖို့အတွက်ဒီနာဆာကဆိုရနဲ့တက်မတော်တွေကိုစစ်ရေးဖော်ဆောင်လာမှာဖြစ်နိုင်တဲ့အတွက်မဖော်ဆိုင်နိုင်အောင်နော်စစ်ရေးတောက်ချမှုတွေကိုမပြုတ်လုံနိုင်အောင် UWSA ဝအပါအဝင် MNDAA ဒီငါးလုံးကောင်တွေကပူးတွဲလုံခြုံရေးယူပေးကြရမယ်ဟုတ်လားနာဆာကအစိုးရမှာကိုပိုင်အုပ်ချုပ်ခွင့်ရဝဒေသနဲ့ကိုကန့်ဒေသကိုငြိမ်းချမ်းစွာအတူရှင်တွဲနေထိုင်နိုင်ရေးထာဝရငြိမ်းချမ်းရေးအတွက်အာမခံချက်ပေးရမယ်နော်ဒီနာဆာကကျမတို့နာဆာကရနေပြီးတော့ဝဒေသနဲ့ဒီကိုကန့် MNDAA တွေကိုငြိမ်းချမ်းစွာအတူရှင်တွဲနေထိုင်ရမယ်ထာဝရငြိမ်းချမ်းရေးရဖို့အတွက်ကိုအာမခံချက်ပေးရမယ်လက်နက်ကင်ပရိပခများမဖြစ်ရေးညှိနှိုင်းရေးကော်မတီအဖြစ်တရုတ်အစိုးရကနေပြီးတော့ဂျားနေဆောင်ရွက်ရန်စောင့်ကြည့်ရေးရုံးကိုလာရှိုးမှာဖွင့်လှစ်ထားပေးမှာဖြစ်ကြောင်းနော်ဒီလက်နက်ကင်သဘုံတွေ MNDAA ဒီငါးလုံးကောင်တွေနော်ဒီပလောင်တွေပေါ့အစရှိတဲ့ဒီဟာတွေကို MNDAA ဒီဝါတွေကိုဒီနာဆာကအစိုးရကြီးနဲ့တက်မတော်အစိုးရကြီးနဲ့ဒီစစ်ရေးဖြစ်ပွားမှုနှစ်ဖက်တင်းမာမှုဖြစ်ပွားဖို့အတွက်သူတို့ကဂျားနေအဖြစ်ဆောင်ရွက်ဖို့အတွက်လာရှိုးမှာသူတို့ရုံးခန်းဒီလာရှိုးမှာစောင့်ကြည့်ရေးရုံးဖွင့်လှစ်ထားရန်ဖွင့်လှစ်ထားပေးမှာဖြစ်ကြောင်းနော်ယာယီလုံခြုံရေးကာလအဖြစ်ဒီအခုကျမတို့ဒီနှစ်ဦးနှစ်ဖက်ပေါ့နော်နှစ်ဖက်ဒီလုံခြုံရေးပေါ့ဒီသွားနေတဲ့လမ်းကြောင်းတစ်ခုမှာဒီ MNDAA ဒီလက်နက်ကင်နေနဲ့ကျမတို့နာဆာကအစိုးရကြီးသွားနေတဲ့ကာလတစ်ခုမှာယာယီလုံခြုံရေးကာလအဖြစ် UWSA 1နဲ့ MNDAA က MNDAA ဒီငါးလုံးကောင်တွေကပေါ့နော်လာရှိုးအနီးယာယီတက်ဆွဲထားပြီးဒီလာရှိုးအနီးပေါ့နော်လာရှိုးမြို့ရဲ့ပတ်ဝန်းကျင်ပေါ့မြို့ပြင်တွေမှာပတ်ဝန်းကျင်တွေမှာတက်ဆွဲထားပြီးနာဆာကတပ်ဖွဲ့ဝင်များနေရာယူပြီးပါကပြန်လဲထွက်ခွာပေးရပါမယ်နော်ပြန်လဲထွက်ခွာပေးရပါမယ်ယာယီအစိုးရထိန်းချုပ်ထားရခင်အစိုးရထိန်းချုပ်ထားသည့်ဝါအုပ်ချုပ်ရေးခွင့်ရဝါအုပ်ချုပ်ခွင့်ရမြို့နဲ့မြို့နဲ့ UWSA ဝါစီအနှံရန်မြို့နဲ့မြို့ကိုရခင်ဝါကဒီ WSA ဝါတွေအုပ်ချုပ်ခွင့်ရတဲ့နှစ်မြို့ကိုဒီဝါတွေကိုပြန်လဲအနှံရန်အစားရှိသူတို့ကိုသဘောတူညီခဲ့ပါနောက်ဆုံးသတင်းကိုဆက်ပြီးတင်ပြပေးချင်ပါတယ်ဒါကတော့လာရှိုးအခြေအနေလာရှိုးအခြေအနေနဲ့ပတ်သက်ရင်လက်ရှိဒီကနေ့မှာဒီလာရှိုးမျိုးပေါ်မှာလွှင့်ထူထားတဲ့ဒီစစ်သွေးကြ MMD ရဲ့အလံတွေအကုန်ရုပ်သွားပြီဘာမှမကြံတော့ဘူးအကုန်လုံးရုပ်သွားပြီအဲ့တော့တချို့ကပြောတယ်မင်းတို့လာရှိုးမင်းတို့တက်မတော်ကြီးတိုက်ယူလာမဟုတ်ဘူးကွာတိုက်ယူလာမဟုတ်ဘဲနဲ့မင်းတို့တက်ထိုင်လာတော့ဒီလိုမျိုးတွေပြောပါတယ်စစ်သွေးကြအုပ်စုဒီလိုတွေပြောပါတယ်အဲ့တော့စစ်တိုက်တယ်ဆိုတာကကျွန်တော်လက်နက်ကြီးနဲ့ပြစ်နေလို့လည်းမရဘူးစစ်စင်ရေးတခုလည်းလုပ်လို့မရဘူးစစ်တိုက်တယ်ဆိုစစ်ရေးနိုင်ငံရေးနှစ်ခုလုပ်ရတယ်စစ်ရေးနိုင်ငံရေးလုပ်ရတယ်စစ်ရေးနိုင်ငံရေးဆိုတဲ့နေရာမှာနိုင်ငံရေးမှာကျွန်တော်အမာနဲ့လည်းသွားရတယ်အပြော့နဲ့လည်းသွားရတယ်စစ်တိုက်တယ်ဆိုတော့ကကျွန်တော်စစ်ရေးလိုတယ်နိုင်ငံရေးအမာကိုင်းလိုတယ်အပျော်ကိုင်းလိုဒီလိုသုံးနေသွားတာဒီတောက်တိုင်တော့သုံးနေသွားတာဒါစစ်ရတဲ့ဘောပဲအဲ့တော့ဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော်လာရှိုးမျိုးနဲ့ပတ်သက်ရင်ဒါကကျွန်တော်တို့ဒီ soft power ကနေပြီးတော့ကျွန်တော်တို့နိုင်ငံရေး soft power ကနေပြန်ရတာပဲဗျနိုင်ငံရေး power ကနေပြန်ရတာပဲအဲ့တော့ဗျာခင်ဗျားတို့သိပါတယ်ဒီလာရှိုးမျိုးမှာပါကာပါတို့ပါလာပါတို့ဗျာဘာအညာအဆုံးနေရပဲဗျာအဲ့မှာကျွန်တော်တို့အဲ့မှာဆိုရင်ဦးထွန်းထွန်းဟိန်တော့မှအဲ့မှာမျိုးအုပ်ချုပ်ရေးဖွဲ့တယ်မှာပါတယ်ဦးထွန်းထွန်းဟိန်ဆိုတာကဒီ NLD ရဲ့ကျွန်တော်တို့ဒီ CEC အဖွဲ့ဝင်ဒေါ်မေတကြံဟင်းရဲ့အဖေရခင်ကနောင်ချုံမျိုးနဲ့ပြည်သူ့လို့တော့ကိုယ်စလဲ
ဦးထွန်းထွန်းဟိန်ဆိုတာမေတ္တာဟိန်ရဲ့အဖေပြီးခဲ့တဲ့ကာလ10-20ကုန်ကာလမှာတိုက်ပွဲတွေဖြစ်ပြီးတော့ဒီထောင်ဖောက်ပြီးတော့ MMD ကထိချုပ်ပြီးတဲ့နောက်ပိုင်းမှာဒီထောင်ဖွင့်မိလိုက်တဲ့အခါမှာဦးထွန်းထွန်းဟိန်ကထွန်းထွန်းဟိန်ပေါ့ဗျာထွန်းထွန်းဟိန်ကကျွန်တော်တို့ဒီလာရှိုးရဲ့လက်ရှိမျိုးချိုးရဲ့ခေါင်းဆောင်လုပ်နေတယ်အခုတော့ထွန်းထွန်းဟိန်ကပြေးပြီလားမပြေးဘူးလားကျွန်တော်လည်းမသိဘူးတော့လာရှိုးမျိုးအခြေအနေလက်ရှိတော့ကျွန်တော်တို့ဒီလာရှိုးမျိုးအခြေအနေပတ်သက်ရင်ကျွန်တော်ဒီစင်တကောင်ဟိုတယ်မှာဒီတရုတ်အစိုးရကိုယ်စားလှယ်အဖွဲ့ဒီကျွန်တော်တို့ဒီနိုင်ငံတော်ရဲ့ကိုယ်စားလှယ်အဖွဲ့ပြီးရင်ကျွန်တော်တို့ဒီ MMD ရဲ့ကိုယ်စားလှယ်အဖွဲ့၃ဖွဲ့နဲ့ကျွန်တော်တွေ့ပြီးတော့ဆွေးနွေးရသိရတယ်ဒီ MMD ကတော့ဒီဧပြီလ21ရက်နေ့နောက်ဆုံးထားပြီးတော့ဒီလာရှိုးမြို့နဲ့ထွက်မှာဖြစ်ပါတယ်အဲ့တော့သူတို့ပြောသလိုပါဗျာဒီတက်ကမြို့ထဲမှာနေပြီးတော့ MMD ကမြို့ပြင်မှာနေရမယ်ဆိုတော့ပြောဆိုနေကြတာရှိပါတယ်အဲ့ဒီသတင်းတွေကကျွန်တော်သတင်းမားတွေကဖြစ်ပါတယ် MMD ကသူတို့တည်ရချင်းခင်ဗျားတို့နတ်တိုင်ကြက်တယ်လို့တည်ရချင်းသူတို့ကဒီလာရှိုးကနေသူတဖြည်းဖြည်းသူတို့ဆုတ်ရမယ်နောက်ဆုံးသူကဒီလောက်ကင်ကြီးဆုတ်ရမယ်ရခိုင်ကျွန်တော်တို့ဒီကိုကတ်ကိုပိုင်အုပ်ချုပ်ခွင့်ရမြို့မှာပြန်ပြီးနေရမယ်လက်ရှိသူတို့ဒီရှိုင်းမြောက်ဒေသလမ်းပိုင်းတွေမှာသူတို့ထိချုပ်တဲ့ area တွေအားလုံးကသူတို့ဆုတ်ရမယ်ဆုတ်ပြီးတော့ရခိုင်ကိုကန့်ကိုပိုင်အုပ်ချုပ်ခွင့်ရဒေသမှာတော့ပြန်နေရမယ်ဒါတို့ရဲ့အခြေအနေပြီးရင်ကျွန်တော်တို့ဒီလာရှိုးထောင်ထဲမှာကျွန်တော်တို့ဒီရှိနေတဲ့ထို့တူပါပဲကျွန်တော်တို့ဒီဖန်စီချစ်ချော်ဘက်ကိုရွှေ့ပြောင်းခံရတဲ့ဒီကျွန်တော်စစ်သုံးမှတ်တွေရှိတော့တက်မော်သားရှိတာပေါ့ဒါပါဆိုတော့တက်မော်သားလို့ပဲသုံးပါမယ်အဲ့တော့ဒီတက်မော်သားတွေလည်းကျွန်တော်တို့ဒါပြန်ပြီးတော့ဒါလွတ်မှာဖြစ်ပါတယ်ကျွန်တော်တို့တည်တာပြန်ပြီးလွတ်မှာဖြစ်ပါတယ်အဲ့တော့ဒီတက်မော်သားမိသားစုဝင်တွေအနေနဲ့ဒါကျွန်တော်တို့အများကြီးစိတ်မူပါနဲ့ကျွန်တော်တို့ဒီပြန်လွတ်မှာပါအဲ့တော့ခင်ဗျားတို့ရှင်းပါတယ်ကျွန်တော်စစ်ဒီနိုင်ငံအရေးမှာကျွန်တော်စီးနဲ့လည်းသုံးရတယ်နိုင်ငံရေးအမှားလည်းသုံးရတယ်အပျော်လည်းသုံးရတယ်အဓိကကိုယ့်ရဲ့ရည်မှန်းချက်ရဖို့ပဲခင်ဗျားကလာရှိုးမျိုးကိုရဖို့တော့ခင်ဗျားလူတွေထပ်သေပြီးတော့ခင်ဗျားတိုက်เสียမှာမလို့တာဗျာခင်ဗျားကလည်းအဓိကရဖို့ပဲလေဗျာရတယ်ဘာဖြစ်လဲလာလိုက်မယ်လာရှိုးမျိုးကကျွန်တော်စီးရအရေးပါတယ်ခင်ဗျားတစ်ဖက်မှာကျွန်တော်တို့ဒီ KIA ထိန်းချုပ်တဲ့လိုင်စာတိထိန်းချုပ်နိုင်တယ်တစ်ဖက်မှာလည်းကျွန်တော်တို့ဒီမိုးမိတ်စသဖြင့်ပေါ့ဗျာနောက်ဆုံးအဝေးမပြောပါနဲ့ဒီ TNL ထိန်းချုပ်တဲ့ဒေသတွေကိုမကြခင်ခင်ဗျားအဲ့မှာလာရှိုးကနေထိုးစစ်စစ်လိုက်ခဏလေးပဲလာရှိုးကစစ်ရေးနိုင်ငံရေးစီးပွားရေးအရန်ကိုအရေးပါတယ်နေရာဖြစ်တယ်အဲ့တော့လာရှိုးမျိုးအခြေအနေနဲ့ပတ်သက်ရင်တော့ရခိုင်က NUG ဖွဲ့တွေကြွေးကြော်ခဲ့တဲ့သူတို့ဖွဲ့တွေဒီမှာရှိတာတော့ဟိုဖွဲ့တွေဒီမှာရှိတာတော့ဘာလို့ညာတော့ပေါ့ဗျာဘယ်တွေရောက်သွားကြလွတ်ပါအောင်ဒီ NUG နဲ့ထွက်ပြောပါအောင်လာရှိုးမျိုးကို MMD ကဒီတက်ပလော့ထံပြန်ပေးတာအားလုံးလက်မခံကြအောင်ထွက်ပြောလေဘယ်သူထွက်ပြောမလဲခင်ဗျားဗဇက်တွေဘာတွေပိတ်နေလောက်ပါအောင်ဒီ NUG အဖွဲ့တွေထွက်ပြောလေဗျာမကျေနပ်ကြောင်းခင်ဗျားတတိရှိထွက်ပြောလာရှိုးမျိုးတိုက်ခဲ့တာ MMD တဖွဲ့တည်းမဟုတ်ဘူးPDF တွေပါတယ်ထွက်ပြောလေဗျာမဟာမိတ်တပ်ပေါင်းစုပါထွက်ပြောလေဘယ်သူတွေထွက်ပြောမှာလို့လဲအဲ့တော့ခင်ဗျားတို့သိရမှာကတက်မတော်ကတစ်ဖက်မှာကျွန်တော်တို့စေရေးသွားတယ်တစ်ဖက်မှာကျွန်တော်နိုင်ငံရေးအပြော့မှာသွားတယ်တိတ်ကိုရေးကြည့်တာခင်ဗျာနိုင်ငံရေးမပါပဲစစ်တိုက်လို့ဘယ်တော့မှမအောင်မြင်ဘူးမအောင်မြင်ဘူးရှင်းလေးပဲခင်ဗျားတို့လက်ရှိဒီ PDF တွေကြည့်လိုက်ဗျာခင်ဗျာဘာနဲ့ရွာလဲဒလန်ဆိုတတ်တာနဲ့ပဲရွာလဲနေသူတို့တိုက်ရဒလန်မှုလိုက်တတ်တာနဲ့ပဲရွာလဲခင်ဗျားတို့ဒလန်ဆိုပြီးတတ်တဲ့ဟာတွေကခင်ဗျားတို့ဒီနိုင်ငံတကာအဖွဲ့တွေမသိဘူးမပြောနဲ့အကုန်သိတယ်ခင်ဗျားတို့လူတွေကိုခင်ဗျားတို့ဥပဒေမှာတတ်နေတယ်ဆိုအကုန်သိတယ်အဲ့ကြောင့်ခင်ဗျားတို့ဒီနိုင်ငံတကာအဖွဲ့တွေကဒီ NUG နဲ့ပတ်သက်ရင်တို့စောင့်ကြည့်ကြတာရခင်ကစောင့်ကြည့်တဲ့ကမှာဒီအဖွဲ့ကြီးကတကယ်ကိုတော်ရင်းဥပဒေကျင့်သုံးနေတာပါလားဒီအဖွဲ့တွေကဥဆောင်တဲ့သူလည်းမရှိဘူးဟိုနေရာမှာသူလူငါသမီးဒီနေရာမှာသူလူငါသမီးဘသူနဲ့စကားပြောလို့ပြောမှလည်းမသိဘူးခင်ဗျားတို့ဗာနဲ့တူတယ်ဆိုတော့ဒီရက်ကွက်ကထဲကခင်ဗျားတို့ကဒီဗျမ်းကြားဈေးတဲ့အဆင့်လောက်ပဲရှိတယ်ဟောင်းပွားဒီဟောင်းပွားဒါနဲ့ပဲပြီးသွားမှာအဲ့တော့ရှင်းပါတယ်လာရှိုးမျိုးကိုတက်မတော်ကပြန်ယူလိုက်တာကစီရေးနိုင်ငံမှာကျွန်တော်အပျော်အမောင်ဒီတောင်းတိုင်တုံးနဲ့ပြန်ယူခဲ့တာအဓိကခင်ဗျာရည်ရွယ်ချက်ရဖို့ပဲလေဗျာခင်ဗျာကလည်းထပ်ပြီးတော့ခင်ဗျာကြီးကုံစားဘာလို့မှာလဲဗျာကြီးကုံမခံတော့ဘူးဗျာလာရှိုးကိုပြန်တိုက်ဖို့အတွက်ခင်ဗျာဒီနေရာမှာကြီးဒီလိုကျွန်တော်တို့ soft power နဲ့ရတဲ့ကမှာဒီနေရာမှာမသုံးမဲ့အခြားနေရာတော့သုံးတော့မှာပါဗျာခင်ဗျာကလည်းအခြားနေရာသုံးစရာတပုံကြီးပဲခင်ဗျားတို့လာလိုက်မယ်ခင်ဗျားတို့ဒီလက်ရှိစစ်သွေးကြွားတွေကြွေးကြော်နေတာကခင်ဗျားတို့ကြွေးကြော်ဒီမိုကရေစီလည်းမဟုတ်ဖက်ဒရယ်လည်းမဟုတ်သူတို့အကျိုးစီးပွားသူတို့လုပ်နေတာလက်နက်ကင်အဖွဲ့တွေတိုင်းမှာသူတို့အကျိုးစီးပွားတွေကိုစီရှိတယ်အဲ့ဒီအကျိုးစီးပွားတွေကိုခင်ဗျားတို့အသက်တွေဘဝတွေခံနေတာကဗမာစစ်သွေးကြွားဗမာကုန်တုံးတွေ PDF ကုန်တုံးတွေတနည်းအားဖြင့်ခင်ဗျားဒီလက်နက်ကင်အဖွဲ့တွေကိစ္စပြင်းမြောက်ဖို့တော့ခင်ဗျားတို့ကုန်တုံးပြီးလဲပြောအဲ့ကုန်တုံးလေးချုပ်ပြီးတော့လွတ်မလိုက်တာခင်ဗျားတို့ဘဝတွေအဲ့ဒါတွေပဲဆက်ကြည့်တာလာရှိုးမျိုးလိုပဲအခြားသောတစ်မျိုးပြီးတစ်မျိုးဆက်လာလိမ့်မယ်ပြီးပဲမိယာကုန်နယ်ကကြည့်ရှုအားပေးတဲ့မိတ်ဆွေများအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ